အိတ်ကက်ထဲကနေထုတ်ယူပြီးပေးလိုက်ပါတယ်သူကစစ်ဆေးပြီးမှကျွန်တော်ကိုအပေါ်ကနေအောက်ထိလှည့်ကြည့်ပါတယ်မင်းတယောက်ထဲလားမင်းရဲ့ထောက်ပံ့ရေးပစ္စည်းတွေကဘယ်မှာလဲသူ့စကားကြောင့်ကျွန်တော်ခေါင်းငုံချလိုက်ရပြီးအတန်ထဲမှာကြောက်ရွံ့မှုအနှဲငယ်ပါဝင်နေပါတယ်လမ်းမှာကျွန်တော်ခိုးခံလိုက်ရပါတယ်ဒါပဲကြံပါတော့တယ်လူကြီးကမျက်မှောင်ကျုံသွားပါတယ်သူကတန်တရားဝင်နေပုံရပေမဲ့ကျွန်တော်ရဲ့ပိန်နေတဲ့ကိုခန္ဓာနဲ့တနာစရာအကြည့်ကိုမြင်တော့နောက်ဆုံးတော့သူ့ရဲ့သတိထားမှုကိုရှော့ချလိုက်ပါတယ်ဝင်ခဲ့အစ်ဝင်လာသူတိုင်းသူတို့ရဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုထပ်ဝက်ပေးအပ်ရမယ်ဆိုတဲ့စီးမြင်ကိုမှတ်မိပါစေသူ့စကားကြောင့်ကျွန်တော်ရင်ထဲပြကျသွားပါတယ်ကံကောင်းထောက်မှစွာပဲကျွန်တော်အသင့်ပြင်ဆင်လာခဲ့တာကြောင့်ကျွန်တော်တစ္ဆာရှိစွာခေါင်းငိတ်ပြီးရေတပလင်းနဲ့မုတ်ပလွေထုတ်ဝက်ကိုပေးလိုက်ပါတယ်လူကြီးကသူတို့ကိုယူပြီးတော့သူ့မျက်လုံးတွေထဲမှာဆက်ဆုပ်ရွှရှာမှုလျှက်တစ်ပြက်ဖြတ်တန်းသွားပေမဲ့သူကတော့လက်ခပြပြီးကျွန်တော်ကိုဖျက်သွားခွင့်ပြုလိုက်ပါတယ်အဆောက်အုံနဲ့ရောက်တာနဲ့မြင်ကွင်းကကျွန်တော်ကိုအသက်ရှူဖို့အခွင့်အရေးပေးလိုက်ပါတယ်ပတ်ဝန်းကျင်ကတင်းမာနေစေဖြစ်ပေမဲ့အ ਨੇ ဆုံးတော့စီကန်းရှိနေပါတယ်လူတွေကလှည့်ကင်းလှည့်နေကြပြီးတချို့ကတော့ကာကွယ်ရေးကိုအားဖြည့်နေကြပါတယ်လူမှုရေးစင်တာမှာစုဝေးနေတဲ့အမျိုးသမီးတွေနဲ့ကလေးတွေလည်းရှိနေပါတယ်အပြင်ကတပ်ဖြတ်မှုတွေကနေခိတခွဲထုတ်ထားတဲ့ကက်ဆိုကြီးတွေကကျွန်းတကျွန်းလိုပါပဲမှတ်ပုံတင်ဌာနကအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ကဘရိုဒါဘောင်းဆိုသူကအခုအုပ်ချုပ်နေကြောင်းပြောပြပါတယ်သူကဒီမှာအိမ်ချမ်းမြေမန်နေဂျာဟောင်းပါနောက်ကက်ဆိုကြီးကြားရောက်ပြီးနောက်သူကကဘာမြေမီးလေရေးစွမ်းအားတွေကိုလိုချစေပြီးလူတိုင်းကိုကာကွယ်ဖို့အဆောင်တက်ဖွဲ့စည်းခဲ့ပါတယ်လူနေထိုင်သူအားလုံးပံ့ပိုးကူညီမှုအမှတ်တွေပေါ်မူတည်ပြီးနေ့စဉ်ထောက်ပံ့ငွေတွေရရှိပါတယ်ပုံမူရရှိဖို့အတွက်တင်လှည့်ကင်းဒါမှမဟုတ်ထောက်ပံ့ရေးအဖွဲ့တွေမှာပါဝင်ရပါမယ်ကျွန်တော်ကကျန်းမာရေးမကောင်းကြောင်းပြောပြီးအခုချိန်မှာဘယ်အဖွဲ့ကမှမပါဝင်ခဲ့ပါဘူးကျွန်တော်ရဲ့ဦးစားပေးကမိဘတွေကိုရှာဖွေဖို့ပါစိုးရိမ်စိတ်နဲ့ကျွန်တော်အိမ်တကားစီကိုပြေးသွားခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးတကားကိုပဲတွေးလိုက်ရပါတယ်တကားကိုအတင်းဖွင့်ပြီးအတွင်းပိုင်းကိုလူရက်ထားပါတယ်ဒါကိုမြင်တော့ကျွန်တော်ရင်ထဲပြက်ကျသွားပါတယ်ကျွန်တော်အထဲကိုအလင်းအမြန်ဝင်သွားပြီးအမေနဲ့အဖေလို့အော်ဟစ်နေပေမဲ့တေးလောက်အောင်တိတ်ဆိတ်မှုကပဲပြန်လဲဖြေချခဲ့ပါတယ်အခမ်းမကြီးစပွဲပေါ်မှာဖုံဖုံပပတလွားကသူတို့ရက်တော်ကြာပျောက်ကွယ်နေကြောင်းပြသနေပါတယ်ကျမ်းပြင်ပေါ်မှာရုံးရင်ဆန်ခတ်ဖြစ်တဲ့လက္ခဏာတွေရှိနေပေမဲ့တွေးမရှိပါဘူးအနှဲငယ်တနာခွင့်ရတာပေါ့ကျွန်တော်ကျမ်းပြင်ပေါ်မှာပြက်ကျသွားပါတယ်မကြုံစဘူးအရှုပ်အထွေးနဲ့ကြောက်ရွံ့မှုကကျွန်တော်ကိုဖန်ဆုပ်ထားပါတယ်ကျွန်တော်ဘယ်မှာရှာဖွေရမယ်ဆိုတာမသိခဲ့ပါဘူးကျွန်တော်အဲ့ဒီမှာထိုင်နေတော့မူးဝေနေတော့အပြင်ကနေလှမ်းလာတဲ့ခြေတံတွေကြားရပါတယ်ကျွန်တော်ဘယ်မှာရှာဖွေရမယ်ဆိုတာမသိခဲ့ပါဘူးကျွန်တော်အဲ့ဒီမှာထိုင်နေတော့မူးဝေနေတော့အပြင်ကနေလှမ်းလာတဲ့ခြေတံတွေကြားရပါတယ်ရေမောတန်ကြီးကထွက်ပေါ်လာပါတယ်ဟဲတယောက်ကြံနေသေးတာကိုလွဲသွားပုံရတယ်ကျွန်တော်ခေါင်းကိုမောကြည့်လိုက်တော့လူနှစ်ယောက်ကတကားဝကိုပိတ်ဆို့နေတာတွေ့လိုက်ရပါတယ်ရှေ့ကလူကခေါင်းရိပ်ထားပြီးကျွန်တော်ကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့ကြည့်နေပါတယ်ကျွန်တော်သူ့ကိုမှတ်မိပါတယ်သူကဘရိုဒါဘောင်းရဲ့လက်အောက်ခံအငယ်တန်းတစ်ယောက်ဖြစ်တဲ့စကော့ဖင်ပါစကော့ဖင်ကသူ့နှုတ်ခမ်းကိုရှာနေတတ်ပြီးသူ့အကြည့်ကကျွန်တော်ကိုစူးစိုက်ကြည့်နေပါတယ်ကျွန်တော်ကခုတ်ဖို့အတွက်အမဲသားတစ်လိုပါပဲမင်းရဲ့အိမ်တော်ဦးစီးကဘရိုဒါဘောင်းကိုကျွေးရမှာပံ့ပိုးကူညီမှုအမှတ်တွေအတော်များများလွန်ခဲ့တဲ့ရက်ကသူတို့ကထုတ်ပယ်ခံလိုက်ရတယ်ဒီနေရာကအခုငါတို့ပိုင်တယ်ကျွန်တော်မျက်လုံးတွေကျဉ်းမြောင်းသွားပါတယ်ငါမိဘတွေကိုဘာလုပ်လိုက်တာလဲထုတ်ပယ်လိုက်ရုံပါပဲကက်ဆိုးကြီးထဲမှာအတုံးမကျတဲ့သူတွေအတွက်ဖြစ်လာတာဒါပါပဲဒါပေမဲ့